မြင်းကလေးလှုပ်သွားတယ်လို့ကြားတယ်ကျွန်တော်တို့မသိလိုက်ဘူးကျွန်တော်ကအရန်ကန်ကောင်းတယ်လို့ဆိုတာမြင်းကလေးလှုပ်တာမသိဘူးအဲ့တော့မြင်းကလေးလှုပ်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဘာဖြစ်နေလဲကြည့်တဲ့ခါကျတော့ဒီမှာဘာကောင်တွေလည်းမသိဘူးဒါကြီးကဖျားသခင်ကကဘာကြီးကိုတန်းရှင်းလုပ်နေတာဘေကောင်းဆောင်ကမကောင်းလို့ဘေဖုံးကြီးကမကောင်းလို့ဘသူ့ကိုဖမ်းချုပ်ထားလို့ဘာဖြစ်တယ်သူတော်ကောင်းကဘာလုပ်ထားလို့ဆိုတာဒိဗေမရှိတာတွေမပြောနဲ့ကဘာကြီးမှာမြင်းကလေးလှုပ်တာရေကြီးတာမုန်တိုင်းတိုက်တာမိုးကြိုးပြစ်တာမြေပြိုတာဒါတွေဟာဘာကြောင့်ဖြစ်ရတာလဲဆိုရင်ဘေကောင်ထဲမှာမဆိုင်ဘူးဒါဟာဘာလဲဆိုရင်ကဘာပေါ်မှာရှိတဲ့ constant value တန်ဖိုးတွေပြောင်းလာတော့ကြောင့်ဒီလိုဖြစ်တာအဲ့တော့လူဘိန်းသားလေးအောင်ပြောရမယ်ဆိုရင် constant value တန်ဖိုးဆိုတာဘာလဲဆိုလို့ရှိရင် gravity ဆိုတဲ့ g equal to တန်မီတာပါစက္ကန့်ဆိုတဲ့အဲ့ဒီ constant တန်ဖိုးတွေရှိတယ်ဒါလူတွေသတ်မှတ်တဲ့ constant တန်ဖိုးအဲ့ဒီစံတန်ဖိုးတွေပြောင်းလဲတာဆိုလို့ရှိရင်အပြောင်းလဲဖြစ်လာတာပြောတာနော် element တွေပျောက်ဆုံးသွားမယ် element အသစ်တွေပေါ်လာမယ်ကဘာပေါ်မှာရှိတဲ့တန်လိုက်စကွင်းဝင်ရိုးတန်းတွေမှာတန်လိုက်ဆွေးအားတွေအပြောင်းအလဲဖြစ်လာမယ် equator တွေအပြောင်းအလဲဖြစ်လာမယ်ဒီလိုမျိုးကိုပြောတာနော်ဝင်ရိုးတန်လိုက်စကွင်းပေါ်မှာရှိတဲ့တန်လိုက်ဆွေးအားတွေအပြောင်းအလဲဖြစ်မယ်ဒီလိုပြောတာကဘာကြီးကအရင်တုန်းက23ဒီဂရီတိန်းဆောင်နေတယ်အခု23.22ဒီဂရီတိန်းဆောင်နေတယ်ဒီလိုပြောင်းလဲလာတဲ့အတွေ့အကြုံမို့လို့ကဘာပေါ်မှာရှိတဲ့ရာသီဥတုတွေနေမြေတွေကဘာဆွေးငင်ဖြစ်တဲ့ gravity တွေဟုတ်လားလေချောင်းတွေဒီလိုမျိုးဟာတွေအကြောင်းလေးဖြစ်လာတဲ့အတွက်ကြောင့်မို့တခြားဟာနဲ့သူနဲ့ဆက်ဆက်ပတ်သက်တဲ့ဟာတွေအကုန်လုံးပြောင်းလဲလာတဲ့ဒါကြောင့်မို့လို့မြေကြီးပြိုမယ်ငလျင်လှုပ်မယ်မုန်တိုင်းတိုက်မယ်ရေကြီးမယ်နေလုံးကြီးကအကြီးကြီးဖြစ်လာမယ်ပိုပူလာမယ်လာကဘာနဲ့ဝေးသွားမယ်ဒါကသဘာဝအတိုင်းသူ့ဟာသူဖြစ်နေတာဘာလို့လဲ constant value တန်ဖိုးတွေဟာနှစ်ပေါင်းများစွာကြာလာတဲ့ခါမှာပြောင်းလဲလာတဲ့အတွက်ကြောင့်ဒါဟာဖျားနဲ့လည်းမဆိုင်ဘူးအုတ်ချုပ်သူနဲ့လည်းမဆိုင်ဘူးဖုံးကြီးနဲ့လည်းမဆိုင်ဘူးဖျားနဲ့လည်းမဆိုင်ဘူးရွှေတကုံနဲ့လည်းမဆိုင်ဘူးမြဟာမြတ်မုန်နီနဲ့လည်းမဆိုင်ဘူးမန္တလေးကျုံရိုးနဲ့လည်းမဆိုင်ဘူးကျွန်တော်နဲ့လည်းမဆိုင်ဘူးခမားနဲ့လည်းမဆိုင်ဘူးဘသူနဲ့မှမဆိုင်ဘူးသူဟာသူဖြစ်ပြောင်းနေတာအဲ့ဒါဒီ universe မှာသူဟာသူပြောင်းလဲနေတဲ့ theory ကြောင့်ဖြစ်နေတာဆိုတော့ခေါင်းလေးကိုကျန်တာတွေခေါင်းလေးစောက်ကြီးမပါတဲ့ကိစ္စတွေခေါင်းလေးမထင်နဲ့အခုကျွန်တော်တို့မြေငလုံးတွေကဘာတွေ့ရလဲဆိုလို့ရှိရင်မြေအောက်ထရနာရေတွေအပြင်ကိုထွက်သွားတာတွေ့ရတယ်အဲ့ဒါဘာလဲဆိုရင်မြေအောက်ရေဆုံးယုံသွားပြီဆိုတာတပုတ်မြေပြင်နဲ့နီးကပ်စွာတည်ရှိနေတဲ့မြေအောက်ရေတွေကမြေပေါ်ကိုထွက်သွားတယ်မြေပြင်အောက်မြေရဲ့ဟောအနဲ့အောက်မှာရှိနေတဲ့မြေအောက်ရေတွေကနေရာပြောင်းသွားမယ်ပြဿနာကဘာလဲဆိုရင်ရေချမ်းပြီးတော့မြေကြီးပေါ်ထွက်သွားတဲ့ဒေသတွေမှာရေချားမယ်ငကောကမြေရေတူးလို့မရတဲ့နေရာတွေမှာရေတူးလို့ရတဲ့နေရာတွေမှာရေတူးလို့မရဘူးရေတူးလို့မရတဲ့နေရာတွေမှာရေတူးလို့ရမယ်ဒါတွေကိုသိလာဖို့လိုတယ်အဲ့လိုမျိုးစဉ်းစားရမယ်နော်ဖယားကမကောင်းလို့ဟိုရွှေတကုံဖယားကကြီးကန်းတော့အဲ့လိုပဲဟေးဒီပြန်မရှိအောင်ပြောနဲ့အဲ့ဒါတွေမပြောကြပါနဲ့အဲ့ဒါတွေပြောတဲ့ကောင်တွေအများကြီးရှိနေတယ်မြန်မာနိုင်ငံမှာလူရဲ့တန်း60ကျော်ရှိတာမှာတန်း30လောက်ကတိုးတင်းမှာတန်း30ကနိုင်ငံခြားမှာအဲ့ဒါဘယ်တော့စလန်း40ကျန်ပြီ40ဖြစ်သွားပြီဆိုတာဘယ်တော့ပြန်20ပဲကျန်တော့တယ်20မှာ9တန်းလောက်ကတိတ်လို့နေတယ်15တန်းပဲကျန်တော့တယ်အဲ့15တန်းအစောက်ယူတွေအဲ့မှာအဲ့15တန်းနဲ့တိုင်ပန့်ကဘာကြီးကမြန်မာနိုင်ငံကြီးအဲ့တော့နော်အဲ့တော့ကျွန်တော်ပြောချင်တာအဲ့ဒါအခုဘာမှမဆိုင်ဘူးဒါဒီဟာတွေဖြစ်လာတဲ့အပေါ်မှာတိတ်ပြီးတော့ဝါရီဖြစ်ကြမလို့ဒါတကယ်ပြပါကိုယ့်ဒေသမှာဖြစ်ကံကောင်းလို့ဒါပဲဖြစ်ရင်ကံဆိုးလို့ဖြစ်နေတဲ့အချိန်တွေအကောင်းဆုံးဘယ်လိုလုပ်မလဲဒီလောက်ကအခုလိုမျိုးရေတွေမြေကြီးကထွက်သွားပြီဘာဆက်လုပ်မလဲဒါပဲစဉ်းစားဒါပဲ